အားလုံးပဲမြင်လာပါဗျာကျွန်တော်တို့ဒီ1389ပါဗျာအခုပြကျွန်တော်စီးပွားရေးအကြောင်းလေးပြောပြခြင်းတယ်1389လာမဲ့တကြံပေါ့နှစ်စံတရက်ကစပြီးတစ်နှစ်အတွင်းပေါ့အဲ့တော့18ရက်4လ2025နဲ့16ရက်4လ2026အတွင်းမှာ9ရက်သားသမီးတွေရဲ့စီးပွားရေးအကြောင်းလေးပြောပြခြင်းတာဖြစ်တယ်အော်ဘယ်သူကတော့စီးပွားရေးညံ့နေတယ်ဘယ်သူကစီးပွားရေးကောင်းနေတယ်ဒီလိုပြောပြမှာမဟုတ်စီးပွားရေးနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်တို့လောက်ကင်ဆောင်ရွက်ဖို့လိုလဲဆိုတာနေ့နံလိုက်ကျွန်တော်တို့ဗီဒီယံလမ်းပြပေးတာအကြံဉာဏ်ပေးရလို့ပဲသိထားစေခြင်းတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်မှာပြောရရင်တင်းနှင်းကုန်တွေနဲ့စပြောမယ်အဲ့တော့တင်းနှင်းကုန်တွေကဒီလိုနှစ်မျိုးမှာစီးပွားရေးလုပ်မယ်ဆိုရင်ကျွန်တော်တို့ကသိထားမှာကဘယ်အရာကိုမှတရားရခိုင်တော့မှန်းသားတဲ့လောက်ပြန်မရဘူးဆိုတာကိုသိထားရမယ်။ဒါကတော့ဒီပစ္စည်းကိုငါ300ဘိုးရင်းလိုက်တယ်။အမြတ်နဲ့ပါနဲ့ငါတို့330ပြန်ရမယ်ကိုယ့်ကိုတွက်ထားတယ်ဆိုပါစို့။ဒါမဲ့အဲ့လောက်ရကြမှာရမယ်။ဟာအမြတ်15သိန်းလောက်ပဲရရင်ရမယ်။ကိုကတော့100ဘိုးရင်းနဲ့ငါ30လောက်အမြတ်ထွက်မယ်ထင်တယ်။ဒီလိုမျိုးတွေဖြစ်တတ်တဲ့နှစ်ထဲမှာပါသလိုဒီနှစ်ပိုင်းမှာ1389မှာတင်ကိုတွေသားသမီးတွေကကိုလှုပ်ချင်တဲ့အသက်စီးပွားရေးတွေနော်ကိုဘာတစ်ခုခုကိုစတင်လှုပ်ချင်တဲ့အကောင့်ထဲပေါ်ခြင်းနဲ့ဆိုတဲ့ကိစ္စမျိုးတွေစလို့အလွန်ကောင်းပါတယ်ဒါပေါ်တော့ online ကလုပ်နေတဲ့ online စီးပွားရေးတွေဖြစ်ဖြစ်မြေပြင်မှာကိုယ့်ကိုစိုင်လေးတစ်ခုခုဖွင့်နေတာပဲဖြစ်ဖြစ်အလုပ်တွေနဲ့ပတ်သက်ပြီးတော့တစ်ခုခုကိုဝယ်ပြီးတော့ပြန်ဖြန့်ပြန်ရောင်းနေတာပဲဖြစ်ဖြစ်စသဖြင့်အလုပ်လေးနဲ့ပတ်သက်ပြီးငါတော့တပိုင်းတနိုင်လေးလှုပ်ချင်တယ်ဝန်ထမ်းအလုပ်ကနေအားလျက်လေးမှာတစ်ခုခုလှုပ်ချင်တယ်ဆိုတဲ့သူမျိုးတွေဒါမှမဟုတ်လေစီးပွားရေးသမားတွေနောက်လုပ်ငန်းအသစ်တစ်ခုကိုဆက်လက်မြည်ဆန်းပြီးလုပ်ကြည့်ကျင်တယ်ဆိုတဲ့အမြေဆန်းခရမ်းမျိုးလုပ်မယ်စီးပွားရေးသမားတွေအကုန်လုံးဒီနှစ်ကအဲ့လိုမျိုးအလုပ်လေးတွေကောင်းပါတယ်အသစ်တွေကိုပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ကိုယ့်အလုပ်ကိုတော့အသစ်ချင်းချက်လုပ်လို့အဆင်မပြေနိုင်အောင်ဆရာကြီးကျွန်တော်တို့ကတော့ဒါပဲလုပ်တာဒီပုံစံအတိုင်းပဲလုပ်တာနောက်ထပ်အသစ်ထပ်လုပ်ဖို့လည်းအချိန်မရဘူးဒီမှာနေကျွန်တော်တို့ကမလဲဘူးဒါဆိုရင်ကိုလုပ်တဲ့အလုပ်ကိုပတ်ဝန်းကျင်ကိုပုံစံလေးပြောင်းပြီးလုပ်ကြတယ်ဒါပါတော့ကိုယ့်ရဲ့အလုပ်ငန်းခွင်ကိုနိုင်ငံလေးကိုစေးပြောင်းသုံးလိုက်တာခန်းစည်းလိုက်ကာလေးတွေလဲလိုက်တာကိုမှထားရတဲ့ဇပွဲကလတ်ထိုင်ခုံပြီးတော့လုပ်ငန်းမှာထားရတဲ့အထားအသွတွေကိုနေရာလေးတွေချိန်လိုက်တာဒီလိုမျိုးလေးတွေများများလှုပ်ချင်းဖြစ်ကျွန်တော်တို့အပြောင်းအလဲဖြစ်သွားတယ်ဟာဆိုင်ဒီဇိုင်းကပြောင်းသွားပြီလားဟာနှစ်သက်မှာဒီဇိုင်းအသစ်နဲ့ဒီလိုမျိုးဖြစ်သွားတဲ့အထီကိုဒီဇိုင်းကိုချိန်လိုက်ပါအဲ့ဒါအပြင်ကိုအိတ်နေတဲ့ခေါင်းအောင်နော်အဲ့ရကင်းချက်နောက်ဒါရီယာစအချိန်ပို့ပြီးတော့အစ်ပုံစံဖြစ်လေကံကြမ္မာကြီးကကိုယ့်အတွက်အကောင်းဘက်ကိုလမ်းပြပေးလေပါဒါကြောင့်ပဲတခုခုအစ်မလုံးနိုင်တဲ့လူကကို့မှာသုံးနေတဲ့ဟာလေးနည်းနည်းလေးချိန်ပြီးတော့မှလောက်ကင်ဆောင်ရွက်ပါလို့ကျွန်တော်တို့ပထမဦးစွာပြောလိုပါတယ်နော်ဒီလိုမျိုးလုပ်ပေးနိုင်တယ်ဆိုတော့မဆိုဘူးကျွန်တော်ပြောချင်တာကတော့တရားရဂိုင်လုံးမှန်းသားလောက်တော့ဖြစ်ချင်မှဖြစ်မယ်ဖြစ်တဲ့လောက်တော့ဖြစ်သွားနိုင်တယ်နှစ်ဖြစ်တဲ့တင်းကလေးသားသမီးတွေနဲ့စီးပွားရေးကအရန်ကြီးစိုးနေတာမျိုးတော့မဟုတ်ဘူးတန်းလာသားသမီးတွေတင်းလာသားသမီးတွေကဒီနှစ်မှာကောင်းတဲ့အချက်တွေအများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ်အလုပ်အတွက်တိဆောက်ချင်တဲ့လုပ်ငန်းဘိုင်းဆိုင်ရာဂိုရောင်တွေဆိုင်ကိုင်းတွေနော်အလုပ်ခန်းတွေအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတိတ်ကောင်းတယ်အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်ရည်ရွယ်ပြီးစောက်လိုက်တဲ့အဆောက်အဦတွေကနေတစ်ဆင့်ကံကောင်းမှုတွေရနိုင်တယ်ဒါကြောင့်ကိုကလည်းသူများစီမှာငှားပြီးတော့ဖွင့်တာကြပြီငှားတဲ့လူကလည်းကြိုးကြောင်နဲ့နော်တစ်နှစ်လောက်ငှားပြီးထပ်မငှားတော့လဲခဏဆိုင် location ပြောင်းပြီးတော့လမ်းညွန်ပေးနေရတာစိတ်ကုန်လာပြီရှိတဲ့ခြံခွက်လေးမှာပဲကျမတို့ဆိုင်လေးစောက်လိုက်မယ်ဒီလိုမျိုးတွေးထားတဲ့လူမျိုးတွေဒီနှစ်မှာတိတ်ကောင်းပါတယ်နော်အလုံးနဲ့ပတ်သက်ပြီးနေရာအချတာဆိုင်ပုံစံစတင်တိဆောက်တာနော်ကိုယ့်ရဲ့အိမ်ရှိလေးမှာပဲဆိုင်ကန်းလေးတစ်ခုကိုစောက်တာမျိုးတွေအချို့ရှိတယ်လေဘယ်နေရာမှမသွားတော့ငါအိမ်ရှိမှာပဲစောက်ပြီးလုပ်မယ် online မှာရောင်းနေတာအဆင်ပြေတယ်ဒီနှစ်တော့ဆိုင်ကန်းလေးပါစောက်ပြီးတော့ရောင်းမယ်ဆိုတဲ့သူမျိုးတွေအလွန်ပဲအဆင်ပြေတာကိုတွေ့ရတယ်အဲ့တော့ဒီလိုနှစ်ပိုင်းမှာမမိအနေနဲ့လှုပ်ချင်တဲ့ကိစ္စလေးတွေကတော့ဘာဖြစ်လွယ်ကူမယ်နော်ဖြစ်ချင်တဲ့လမ်းကြောင်းလေးတွေဖြောက်တန်းဖြစ်မယ်ဂျားအခက်အခဲတွေအနှောက်အယှက်တွေအတားအဆီးတွေတိတ်မရှိဘဲနဲ့အဆင်ပြေသွားနိုင်တာဖြစ်တဲ့အတွက်တင်းလာသားသမီးတွေအတွက်တော့လုပ်ငန်းစီးပွားပိုင်းကောင်းတယ်တခုတတိထားမှာအပျော်မတ်လွန်တဲ့တင်းလာသားသမီးတွေရှိတယ်ဆိုတော့ဒီနှစ်မှာဘာစီးပွားမှမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ပတ်ဝန်းကျင်မှာအပျော်အာယုံတွေများနေတဲ့နှစ်အာသွားမယ်ငါတို့ခီးသွားကြမယ်အာဘာသွားမယ်ကလပ်သွားမယ်ဟိဟိုဟာဖြစ်အဲ့လိုပေါ့အပျော်အတွက်လာဆွဲနေတဲ့လူမျိုးတွေရှိလို့ကိုယ်စိတ်ကလည်းပျော်ရင်ပါကျင်တာဖြစ်တယ်အေးဒီလောက်ကတော့နောက်နေ့မှလုပ်မယ်ငါအပျော်နောက်လိုက်သွားအောင်မယ်နော်အဲ့တော့အပျော်ကနေအပြက်ဖြစ်သွားနိုင်တာဖြစ်တယ်လို့အပျော်ကြောင့်လည်းအလုပ်ကိုထင်တဲ့လောက်ရှေ့မရောက်ပြီးမထိခိုက်တာတွေဖြစ်နိုင်တယ်အလုပ်ကိုမန်နေဂျာနဲ့လွှဲထားလိုက်မယ်ကွာမလုပ်သေးဘူးကွာအပျော်နောက်ကိုလိုက်ရာကနေ
ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေထင်တဲ့လောက်မဖြစ်တာမျိုးလည်းဖြစ်တတ်တယ်အဲ့တော့နံပါတ်1တင်းလာသားမိတွေအပျော်ပါရှောင်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်စတေးချတဲ့အဆောက်အဦတိဆောက်ခြင်းပိုင်းတွေမှာကောင်းတယ်ရွယ်ချက်တွေဖြောက်တန်းပြီးကိုလှုပ်ချင်တာတွေရှော့ရှူဖြစ်ဖို့အလားအလာတိတ်များတဲ့နှစ်ထဲမှာလည်းပါပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးလည်းကိုညီမဲ့လူထောက်ပံ့မဲ့လူရှယ်ယာဝင်မဲ့လူတွေလည်းထူးခြားစွာတွေ့ရတဲ့နှစ်အဖြစ်လည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါပြီးတော့အင်္ဂါသားမိတွေကမနေ့ကကန်ညံ့တယ်လို့ပြောလို့ရတဲ့နှစ်အပိုင်း6ကိုလည်းရောက်ခဲ့ပြီးပြီဒီနှစ်ပိုင်းမှာလည်းနလန်ထကာသလူမမာတယောက်လိုပဲကံကြမ္မာလေးကစတင်ပြီးတော့တန်ဆွမ်းလာပြီဒါပေမဲ့အရင်ကြီးမဟုတ်ဘူးဖြည်းနဲ့ဖြစ်သွားပြီဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့တော့အင်္ဂါသားမိတွေကဒီနေ့မှာစီးပွားရေးပိုင်းမှာတော့အားရစရာအနေအထားမျိုးတွေ့ရတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းလာပြီမျှော်လင့်ချက်တွေအကောင့်ထဲပေါ်လာပြီကိုလှုပ်ချင်တဲ့ကိစ္စလေးတွေဖြည်းနဲ့လှုပ်လာနိုင်ပြီငွေကြေးပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုက်အောင်ကြီးထွေဝင်ငွေထွက်ငွေမျှတလာပြီအလုံးနဲ့ပတ်သက်ပြီးငွေရင်းဖို့တော့၎င်းနော်လောက်ကနေအမြတ်ငွေရပြီးတော့တခုခုထပ်ပြီးချဲ့ဖို့တော့၎င်းဒီလိုကိစ္စတွေမှာအဆင်ပြေလာပြီဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကဒီနှစ်ပိုင်းမှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးကောင်းပါတယ်ဒါပေမဲ့တခုမကောင်းတာခုနတင်းလာရင်းနဲ့ဗျောင်းမြန်ကိုလက်ရှိနေရာလေးမှာတော့ဆိုင်လေးစောက်မယ်ကိုရင်စီဆိုင်စောက်ပြီးလှုပ်မယ်ဆိုတာမျိုးတွေမဖြစ်ဘဲနဲ့တော့ဘလူဟာဒီမှာအကျိုးပေးတယ်လို့ရက်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေနေဆက်တွေမှာသွားပြီးစိုင်သွားဖွင့်တာမျိုးတွေကိုနေတာရန်ကုန်မော်လမြိုင်မှာသွားပြီးစီးပွားရေးလုပ်မယ်ကိုနေတာရန်ကုန်မန္တလေးမှာသွားပြီးစီးပွားလုပ်မယ်ကိုနေတာတောင်ကြီးရန်ကုန်ဆင်းလာပြီးစီးပွားရေးလုပ်မယ်ကိုနေတာမြန်မာနိုင်ငံခြားမှာသွားပြီးစီးပွားရေးလုပ်မယ်ဒါမှမဟုတ်လူငယ်တွေနိုင်ငံခြားထွက်ချင်တယ်နိုင်ငံခြားသွားချင်တယ်နိုင်ငံခြားမှာသွားပြီးတော့ဆောင်ရွက်ရမယ်ကိစ္စမျိုးတွေရှိနေတယ်ဆိုရင်လေဒီလိုနှစ်ပိုင်းမှာအင်္ဂါသားမိတွေကပိုမိုအဆင်ပြေလွယ်ကူချောမွေ့နိုင်တာကိုတွေ့ရတယ်အဲ့ဒါလေးတွေတစ်ချက်မှာအရန်ကောင်းတာတွေ့ရပါတယ်အဲ့တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးကပတ်ဝန်းကျင်မှာကိုနေတဲ့ပတ်ဝန်းကျင်မှာမရှိဘူးကိုနဲ့တိနေတဲ့အတိုင်းဝိုင်းကြားမှာမရှိဘူးစီးပွားရေးကဝေးလံခေါင်ဖျားတဲ့နေရာတွေမှာစီးပွားဖြစ်လွယ်တယ်online စီးပွားရေးတွေဆိုလဲဒါဝေးလံခေါင်ဖျားတာပေါ့ online ဆိုတာချင်းကောင်းရင်လှမ်းမှာတာမဟုတ်ဘူးလေဟိုအဝေးရလူကလှမ်းမှာနော်နေရလှမ်းမှာကြတယ်အခြားမျိုးနေရလှမ်းမှာကြတယ်ဒီလိုမျိုးတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့အင်္ဂါသားမိတွေအနေနဲ့ online စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းဒီနှစ်မှာပို့ပြီးတောက်ပလာပွဲရှိတယ်ဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်เนาะအဲ့ဒါလေးတွေမှာအားကောင်းပါတယ်နောက်ပြီးဗုဒ္ဓဘုသားမိတွေအနေနဲ့ဒီလိုနှစ်ပိုင်းရောက်လာပြီစီးပွားရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတတိထားမဲ့အတိုင်းမှာကပ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအရန်ကြီးကျွန်တော်တို့ဆောင်ရွက်လို့မရဘူးအရန်ကြီးရင်းနှီးမြှုပ်နှံလို့တွေမရဘူးအရန်ကြီးကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ငွေတွေပုံအောပြီး100 ရာခိုင်နှုန်းရှိတဲ့ငွေထည့်လိုက်လို့မရဘူးဗုဒ္ဓဘုသားမိတွေကတတိလေးနဲ့ရှင်ပြီးဆောင်ရွက်မှသာဒီနှစ်ပိုင်းကအဆင်ပြေနိုင်တာဖြစ်ပါတယ်အဲ့တော့တတိလေးနဲ့ရှင်ပြီးမဆောင်ရွက်နိုင်ဘူးဆိုရင်ဗုဒ္ဓဘုသားမိတွေကဒီနှစ်မှာရှိတာလေးတွေဆုံးရှုံးသွားနိုင်တယ်နော်အဲ့တော့ဒီလိုနှစ်ပိုင်းကကျွန်တော်တို့ကဘာလောက်ကမလဲပေါ့နော်ဘယ်လိုလောက်ကမလဲဆိုတာလေးတစ်ချက်ပြောပြမယ်တော့ဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ဗုဒ္ဓဘုသားမိတွေအနေနဲ့ကျွန်တော်တို့နည်းနည်းလေးအားနည်းချက်အားသာချက်ဘာရှိလဲအားနည်းချက်ကတော့ဘယ်ဟာမှဘရင်အောင်ဖောင်ဖျက်မလုပ်လိုက်နဲ့လို့ပဲကျွန်တော်ကတော့ပြောချင်တယ်အဲ့ဒီအပိုင်းမှာအားနည်းပါတယ်ဒါစီးပွားရေးနဲ့ပတ်သက်ရင်တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဗုဒ္ဓဘုရားကြီးကနည်းနည်းလေးသူများတွေတက်ပို့ပြီးတော့စွန့်စားရတဲ့အပိုင်းလေးတွေရှိတယ်သူများတွေနဲ့မတူဘဲနဲ့လွယ်လွန်းတကူမဖြစ်ဘဲနဲ့အခက်အခဲလေးတွေကြုံပြီးမှအောင်မြင်တတ်တာမျိုးတွေကြုံရတတ်တယ်တော်ယုံဇွဲမရှိဘူးဇွဲနဲ့ပဲမကြည့်ဘူးဆိုရင်ဒီနှစ်ဗုဒ္ဓဘုရားသားမိတွေရာဟုသားမိတွေကအောင်မြင်ဖို့ခဲရင်ပါတယ်ဇွဲရှိရမယ်စိတ်ရှိရမယ်နော်တခုခုဆိုရင်စောင့်ဆိုင်ဖို့လိုခဲ့တယ်အခက်အခဲတွေမြင်လာပြီဆိုရင်လက်မလျှော့ဘဲနဲ့ဒါပြီးမှအခက်အခဲတွေကြော်ပြီးမှငါကံပြန်ကောင်းမှာပါလို့လားဆိုတဲ့စိတ်မျိုးလေးမွေးထားပြီးတော့လုံးမှာပဲဆင်ပြေလိမ့်မယ်။ဒါကြောင့်အရှိမအတားအဆီးတွေထက်ကြော်လွှားပြီးတော့မှဒီနှစ်မှာစီးပွားရေးကံကောင်းနိုင်တယ်ဆိုတာကိုဗုဒ္ဓဘုသားမိတွေကပြ။ဂျာရေးသားမိတွေအဓိကတစ်ချက်ကယင်းနှိမ့်မြုံနှံမှုမှားယွင်းခြင်းဆိုတဲ့ကံကိုဂျာရေးသားမိတွေကပေးတယ်။နော်အဲ့တော့မရင်းသေးတဲ့နေရာမှာတွားရင်းမိတာမျိုးတွေအလွန်ဖြစ်တတ်တယ်။အဲ့တော့ကိုလုံးမဲ့ဟာကိုအကုန်လုံးတွက်ချက်ပါဖြစ်နိုင်ကြီးတွေစဉ်းစားပြီးမှယင်းနှိမ့်မြုံနှံပါနော်အဲ့ဘဲဟာကိုရင်းပါလေအထည်တွေဝယ်လှောင်ပါလားစပားတွေဝယ်လှောင်ပါလားပဲတွေဝယ်လှောင်ပါလားရွှေဝယ်စုပါလားနိုင်ငံခြားငွေတွေကင်နာပါလားနော်ဟောဘဲအလုံးမှာသွားပြီးသူများမှာ share သွားထည့်မှာလဲဘာပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုတစ်ခုခုဖြစ်လာပြီဆိုရင်မှားယွင်းခြင်းဆိုတဲ့ကံကအနောက်မှာကတ်လိုက်လာတယ်အဲ့တော့မှတ်မောင်းအောင်ကျွန်တော်တို့ကဘတ်စုံတောက်စုံကြည့်ပြီးမှလုပ်ဖို့လိုတယ်တတ်နိုင်ရင်တော့ရင်းနှီးထဲတာမျိုးကိုကျွန်တော်ကတော့အားမပေးဘူးကိုယ်တိုင်ပါဝင်ပတ်သက်ပြီးတော့ကိုယ့်အလုပ်ထဲမှာနည်းနည်းချင်းလိုအပ်တာတွေထပ်ဖြည့်ပြီးရင်းတာမျိုးဆိုရင်ပြဿနာမရှိပေမဲ့တနေရာရာမှာရင်းလိုက်မယ်လှောင်လိုက်မယ်ဆိုတာမျိုးကျွန်တော်ကတော့စိုးရင်ပါတယ်။ဒါပေမဲ့ကိုရောင်းလုံးကားပြီးတော့ငါတို့ဒီအထည်တွေရောင်းရတာပဲဒီအထည်တွေကိုငါကိုရောင်းလုံးစာထည့်လှောင်လိုက်မယ်ဆိုရင်ဒီနှစ်မှာတိတ်ကြောက်ရတယ်။အဲ့လိုမျိုးတွေကအစအကုန်ကျွန်တော်တို့စဉ်းစားဖို့လိုတာဖြစ်တဲ့အတွက်ဂျာရီသားမီတွေကရင်းနှီးမြှုပ်နှံမှုအပိုင်းမှာဝိအဖြစ်ဆုံးလို့မှတ်ပါ။အခြားစီးပွားရေးမှာတော့ကောင်းတယ်
ကြိုးစားခြင်းတွေရှိတယ်လှုပ်လို့ခြင်းရှိတယ်စီးပွားရေးမှာဖျောက်တန်းလာမဲ့အနေအထားမျိုးတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီးကြိုးစားများအရာထင်တယ်နော်အရင်တည်းကတော်တော်လက်လက်ထက်ထက်မြက်မြက်နဲ့လှုပ်တတ်တဲ့လူငယ်တွေလူလက်ပိုင်းတွေလူကြီးပိုင်းတွေအနေနဲ့ပို့ပြီးအောင်မြင်မှုကိုရမယ်ရင်းနှီးမြှုပ်နှံမှုတာအရင်ကြီးမလုံးနဲ့ကြံတဲ့စီးပွားရေးပိုင်းမှာပို့ပြီးတောက်ပလာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့အသက်ကြီးပိုင်းလူတယောက်ဆိုရင်တော့လူငယ်လေးတယောက်လိုဒီနေ့မှာစီးပွားရေးနဲ့ပတ်သက်ပြီးတွက်လက်ချက်ချပြီးလှုပ်ချင်ကန်စင်စိတ်ပုံမအားရစွာနဲ့ကျွန်တော်တို့ဆောင်ရွက်ချင်စိတ်ဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်ကပဲဒီနှစ်ပိုင်းမှာဂျာရီသားမီတွေကိုအောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးသွားနိုင်တာဖြစ်တဲ့အတွက်ဂျာရီသားမီတွေကဒီနေ့မှာလေးနေတဲ့လူပြင်းနေတဲ့လူနော်ထားမလို့ချင်တဲ့လူငါပြင်းနေတာမွဲမယ်ကြံတဲ့လူတွေအကုန်လုံးအထိုက်လျောက်ကိုစူးစမ်းတဲ့ပုံမူတည်ပြီးတော့အောင်မြင်မှုအနှိမ့်အမြင့်ကွာသွားပါလိမ့်မယ်အဲ့တော့စီးပွားရေးပိုင်းမှာဂျာရီသားမီကဒီနှစ်ပိုင်းမှာကောင်းတယ်ကိုမပါပဲရင်းနှီးမြုံနှံလိုက်တာမျိုးကလွဲရင်ချို့နိုင်ငံသားရောက်နေတယ်တော့ငါ့ထဲမှာပတ်စံတော့300လောက်ရှိတယ်တကယ်ကြီးကဟာငါစီးပွားလုပ်ချင်တယ်ငါကားထောင်မယ်မင်းထည့်လိုက်ပါလားအေးဟုတ်ပြီထည့်လိုက်တယ်ဟာငါစီဆိုင်လေးအသေးလေးဖွင့်မယ်မင်းငါ့ကို300ပေးလိုက်ငါမှလည်း600လောက်ရှိတယ်ငေါင်းနေတော့1000လောက်ဆိုစီဆိုင်အသေးလေးဖွင့်အဲ့လိုမျိုးဆိုရင်တတိထားတော့မပါဘူးလေကွာဒီမှာနိုင်ငံသားမှာအလုပ်လုပ်နေတာကိုငွေလေးကိုသူများပေးလိုက်တယ်အဲ့ဒါပလုံမိတာမှတ်တော့နော်ဒါလေးတတိထားပါနောက်ပြီးတောက်ကြသားမိတွေကဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးအားအရဆုံးနှစ်အပိုင်း6ကိုရောက်လာပြီအဲ့တော့9ရက်သားသမီးအားလုံးမှာတောက်ကြတွေကဒီနေ့စီးပွားရေးနဲ့ပတ်သက်ပြီးပုံမဖြောက်တန်းလွယ်တာကိုကျွန်တော်တို့တွေ့ရတယ်စီးပွားရေးအားကောင်းတယ်မှန်းထားတဲ့အတိုင်းဖြစ်မယ်ထုံးပေါက်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ရှည်သိခံရတဲ့အလုပ်တွေအကုန်လုံးပွင့်သွားမယ်ပိတ်နေတဲ့ကန်တွေပွင့်သွားမယ်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးငွေမပေါ်သေးဘူးစောင့်နေရတဲ့အလုံးနဲ့ပတ်သက်ပြီးလှုပ်တာလုံနေရတဲ့အီလေလေကြီးဖြစ်နေတဲ့ဆိုတဲ့အလုပ်တွေဒီနှစ်ကစပြီးငွေတွေပေါ်လာတယ်ဖုန်းကနေထပြီးအောင်မြင်တယ်လွန်ခဲ့တဲ့2နှစ်3နှစ်ကရင်းထားတဲ့အလုပ်တွေကနေပြန်ပြီးတော့ပိုကောင်းကျိုးပေးလာတဲ့အနေအထားမျိုးတွေကြုံရတယ်ဒါကြောင့်ပဲကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ဒီနှစ်ပိုင်းမှာတောက်ကြသားမိတွေကအားရစရာကောင်းတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်တစ်ခုပဲသတိထားမှာဝန်ထမ်းလကစားရတဲ့မှာစည်ရင်ကန်ရတဲ့သူမျိုးဆိုရင်စင်စရာမှားယွင်းကြောက်ရော်ရတာတွေဖြစ်တတ်တယ်လို့လုပ်ငန်းရှင်တွေအနေနဲ့အောက်လက်ငယ်သားတွေကို100ရာခိုင်နှုန်းယုံနာလို့မရဘူးကိုယ့်ရဲ့ PSO တွေကစယုံလို့မရဘူးကိုလိမ်ပြီးတော့ငွေတွေထုတ်သွားတာကိုလိမ်ပြီးတော့ပတ်စံတွေပြန်မသွင်းမဲနဲ့ထွက်ပြေးသွားတာကြားဘူးလိမ့်မယ်ခဏလည်းကြားနေရတယ်အဲ့ဒီကံမျိုးရှိပါတယ်ဒါကြောင့်လုပ်ငန်းရှင်တွေအောင်မြင်တယ်အောက်လက်ငယ်သားတွေအတွက်စိတ်ညစ်ရတာတွေရှိတတ်တယ်ကိုကလူယုံလို့တတ်မှတ်ထားတဲ့လူတွေကကိုလိမ်သွားတာတွေကြုံတတ်တယ်ဒါတွေကလွှဲရင်လုပ်ငန်းပိုင်းမှာတော့အားကောင်းနေတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့အများကြီးတွေ့ရပါတယ်သတိထားမှာက accident အန္တရာယ်မတော်တဆထိခိုက်မှုအန္တရာယ်တွေရှိတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာကိုတိုင်းကားတွေကိုမောင်းပြီးတော့နော်အချိန်ပြင်းမောင်းတာတွေနော်မငြိမ်မသက်နေတဲ့အတိုင်းမြေမငြိမ်မသက်ဖြစ်နေတဲ့နေရာတွေမှာသွားပြီးတော့အလှုပ်သွားလှုပ်တာမျိုးတွေမှာတော့နည်းနည်းလေးဂရုစိုက်ရမယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ်ဒါလေးသိဖို့လိုတယ်စနေသားသမီးရဲ့ဒီနေ့ကစီးပွားရေးကကျွန်တော်ရှင်းပြောရရင်ဟိုပါပေါ့180ဒီဂရီရေပြင်းကြီးလိုကြီးဖြစ်နေတယ်ပုံမှန်ပဲမနေ့ကဒီပုံစံလားဒီနှစ်လည်းဒီပုံစံပဲတိုးတက်သွားလားအဲ့လောက်မဟုတ်ဘူးကျသွားလားအဲ့လိုလည်းမဟုတ်ဘူးဒီနှစ်မှာတကယ်ကိုစနေသားသမီးတွေကအတက်အကျမရှိတဲ့နှစ်လို့တောင်ပြောလို့ရတယ်ပိုကောင်းလာတာလည်းမဟုတ်ဘူးပိုဆိုးလာတာလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်လည်းပြောရတာဘယ်လိုပြောရမလဲမသိဘူးအဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုတာမျိုးကိုသိစေချင်တယ်အဲ့တော့သတိပေးစရာလေးတော့ရှိရဲဘာလဲဆိုတော့ရေနဲ့ပတ်သက်တဲ့စီးပွားရေးတွေဆိုတော့နည်းနည်းသတိထားရေကနေကုန်ကူးရတာမျိုးကိုကတော့အရင်လုံးနေကြအလုပ်ဆိုတော့ပြဿနာမရှိဘူးရေနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့ error တွေကိုကသိနေပြီအခုမှစပြီးရေလန်းနဲ့ပတ်သက်ပြီးကုန်ကူးမှာရေပေါ်ဖြတ်ပြီးကုန်ကူးမှာရေကနေတစ်ဆင့်ကုန်းလမ်းမှာအကြောင်းမျိုးကြောင့်ပိတ်ဆို့တားဆီးတာတွေများလို့ရေလန်းကနေတစ်ချက်ကုန်တယ်မှာအဲ့ဒါမျိုးဆိုရင်တော့နည်းနည်းသတိထားအခုမှစလို့မလို့လေရေနဲ့ပတ်သက်ပြီးဒီနှစ်မှာအကျိုးမပေးဘူးနော်ဒါလေးကိုတော့သိသားစေချင်တယ်နောက်ပြီးတော့ကျွန်တော်သိထားမှချက်ကပါလဲဆိုတော့ပတ်စံချီးငားတဲ့စနေသားမျိုးဒီနှစ်မှာဆုံးတတ်တယ်ငွေတိုးပေးစားတယ်ပေါ့ဗျာငွေတိုးပေးစားတာကိုစီးပွားရေးတစ်ခုလိုလုပ်နေတယ်စုမဲတွေနဲ့စုပြီးတော့ဟိုဘက်ဒီဘက်လှည့်ထုတ်ပြီးတော့လှုပ်စားနေတဲ့လူမျိုးတွေကျွန်တော်ဒီနေ့မှာဒုက္ခရောက်တတ်တယ်အဲ့ဒါလေးတွေတော့သိထားဖို့လိုတယ်ကျန်တာတော့ကျွန်တော်ပြောလို့ရေရင်ကြီးပဲအရင်ကြီးကောင်းနေစိုးနေတာမဟုတ်ဘူးလောက်ဆိုသဘောပေါက်မဲ့ထွန်းပါတယ်